မကာတီဒီငွေချေးအရာလုံးဝချစ်ချုံကြနေသည်မဟုတ်တော့လေသူမ၏မဲဆွယ်စည်းရုံးရေးလုပ်ငန်းစတင်မှုမှာမူတာထွက်မကောင်းလာပြီသူမတွင်မဲဆွယ်စည်းရုံးရေးမန်နေဂျာမရှိသလိုချက်ချင်းလှုပ်ဆောင်ရမည့်အလုပ်ပေါင်း90ခန့်ကိုညှိနှိုင်းဆောင်ရွက်ပေးမိသူလည်းမရှိနောက်အနာဂတ်အတွက်အသေးစိတ်အချက်လက်ပေါင်းထောင်နှင်းချီရှိနေသည်ကိုစီစဉ်ညှိနှိုင်းပေးမိသူလည်းမရှိပေသူမသည်ထိုရာထူးအတွက်လူ3ဦးကိုကမ်းလှမ်းခဲ့မှုသည်ပထမလူ2ဦးမှာတရတိတိစဉ်းစားပြီးနောက်ညှင်းပယ်ခဲ့ကြသည်တတိယလူကမူသဘောတူခဲ့တော့လဲတပတ်အကြာတွင်ညှင်းပယ်ခဲ့ပြန်သည်မဲဆွယ်စည်းရုံးရေးအဖွဲ့အစည်းတစ်ခုဆိုသည်မှာတိုးတောင်းလာသောအချိန်အတွင်းဖိအားများစွာအောက်တွင်တိတိချင်းနှင့်လူအများပြားနှင့်စူးစီးဖွဲ့စည်းထားရသည့်ယူသွတ်လောက်အောင်အလုပ်များပြားလာသောလုပ်ငန်းငယ်လေးတစ်ခုဖြစ်သည်အချိန်ပြည့်ဝန်ထမ်းများသည်လောက်ခလာစာအနှဲငယ်ဖြင့်တနေ့ရက်ဆက်လောက်အောင်ရှေ့လျားလာသောနာရီများကိုဖျက်ကျော်ကြရသည် volunteer များသည်အဖိုးမဖြတ်နိုင်လောက်အောင်တန်ဖိုးရှိတော်လဲအမြဲတမ်းအကိုအထားပြုနိုင်သည်တော့မဟုတ်ပေလုပ်ရည်ကိုင်ရည်ထက်မြက်ပြီးဆုံးဖြတ်ချက်ပြတ်သားသည့်မဲဆွယ်စည်းရုံးရေးမန်နေဂျာတဦးရှိနေဖို့အလွန်အရေးကြီးသည်ဖိရဲ့ကြေညာချက်ထွက်ပြီး6ပတ်အကြာတွင်တော့တရားသူကြီးမကာသည်သည်ဂျက်ဆန်မျိုးရှိသူမ၏ကွန်ဒိုတိုက်ခန်းအနီးမဲဆွယ်ရုံးခန်းတရုံနှင့်ဘီလောက်စီမျိုးရှိသူမအိမ်ရှိရာအနီးတွင်နောက်ထပ်တရုံတို့ကိုဖွင့်လှစ်လာနိုင်ခဲ့သည်ရုံး2ခုစလုံးကိုတော့ဝန်ထမ်းအသစ်များစုဆောင်းရေးနှင့်အလူရှင်ဖြစ်နိုင်ခြေရှိသူများထံဖုံးဆက်ရင်းအလုပ်ရှုပ်နေကြသည့်ရုံးထိုင်စေတနာဝန်ထမ်းများနှင့်လုပ်ဖော်ကိုင်ဘက်ဟောင်းများကဦးဆောင်နေကြသည်ကားဘန်ပါစတစ်ကာများနှင့်အိမ်ချန်စီယိုကြော်ညာဆိုင်းပုံများပုံနေအောင်ရှိနေတော်လဲမဲဆွယ်အဖွဲ့ဖို့ကြော်ညာများစာတိတ်ကတဆင့်ပို့မိကြော်ညာများနှင့်ရုပ်မြင်သံကြားကြော်ညာထည့်သွင်းနိုင်ရန်တို့ကိုဖန်တီးပေးနိုင်ပြီးတင့်တယ်လျောက်ပတ်သောကုမ္ပဏီတစ်ခုကိုငှားရမ်းဖို့အဆင့်အထိမစွမ်းဆောင်နိုင်သည်မရှိမဖြစ်လိုအပ်သည့် website တစ်ခုရှိထားပြီးဖြစ်တော်လဲအင်တာနက်ပေါ်တွင်အခြားလှုပ်ရှားမှုဟူ၍တစ်ခုမှမရှိသေးရှိလာသည်ရန်ပုံငွေဒေါ်လာ3,200,000ရရှိထားပြီးထိုအထက်ကဒေါ်လာ3,000မှလွဲ၍ကျန်တာအလုံးသည်အမှုလိုက်တရားခွင်ရှင်းနေများစီကဖြစ်သည်ဘော်ဘီနီးနှင့်ဘုတ်အဖွဲ့ဝင်များကတော့ MTA အဖွဲ့ဝင်များဘက်ကအနည်းဆုံးဒေါ်လာ1,000,000လူတန်းကြမည်ဟုစာနှင့်ပေနှင့်လက်မှတ်ရေးထိုးကတိပေးထားကြပြီးတကယ်လဲလူကြလိမ့်မည်ဟုသူမကယုံကြည်နေသည်ပါဇက်ဖြစ်ဂတိပေးသည်ကချက်တစောင်ရေးပေးရသည့်ထက်ပို၍လွယ်ကူလာသည်သို့သောသူမတွင်လွယ်နှင့်လစ်လူရှု၍မရသောတာဝန်ကြီးမားသည့်အလုပ်တစ်ခုရှိနေခြင်းကအဖွဲ့အစည်းအဖြစ်စုစည်းလုပ်ကိုင်ရန်ပို၍ခက်ခဲစေခဲ့သည်တရားရုံး၏စည်ရင်စရာများမှာလွန်ခဲ့သောလများကတည်းကအပြည့်အသက်ဆုံးဖြတ်ပေးခဲ့ရမည့်အမှုအခင်းပေါင်းများစွာဖြင့်ပြည့်နှက်နေသည်အမြဲတမ်းနောက်ကျကျန်နေရခြင်းဟူသောဖိစီးမှုတံကိုအမြဲတမ်းခံစားနေရသည်အယူခံဝင်မှုများမှာဘယ်သောအခါမှရပ်တန့်သွားမည်မဟုတ်ပေထို့ပြင်လူတို့၏အသက်အိုးအိမ်စီးစိမ်မှာလည်းအရေးကြီးသည့်အနေအထားတွင်ရှိနေသည်တေတံကြခံရန်ဆောင်ဆိုင်နေရသောအမျိုးသားနှင့်အမျိုးသမီးများရှုပ်ထွေးသောကွာရှင်းတက်ဆဲမှုများကြားတွင်မိဘများကြားအသွားအလာလုပ်နေရသောကလေးငယ်များတတရာရစေမိနောက်ဆုံးအမိန့်ချမှတ်မှုကိုမျှော်လင့်တကြီးဆောင်ဆိုင်နေကြသည့်ပြင်းထန်စွာထိခိုက်ဒဏ်ရာရထားသောအလုပ်သမားများစသည်တို့၏တောင်မတင်ရေမကျဖြစ်နေရသည့်ဘဝများကပို၍အရေးကြီးနေပေသည်လုပ်ဖော်ကိုင်ဖက်အချို့မှမူ၎င်းတို့စဉ်းစားဆုံးဖြတ်နေရသည့်အမှုများနောက်ွယ်ရှိတကယ်လူသားများနှင့်စိတ်ခံစားချက်ကိုကင်းကွာစေနိုင်လောက်အောင်ကျွမ်းကျင်ကြတော်လဲရှီလာကမူထို့သို့ဖြစ်နေအောင်ဘယ်သောအခါမှမလုပ်နိုင်ခဲ့ပြီသို့သောယခုမှနေရာသည်ဖြစ်ပြီးလုပ်ငန်းအချိန်စရာမှလည်းရခင်ကားလောက်မပင်မနော်သူမသည်တောက်ကြနေတိုင်းခွင့်ယူကာသူမ၏ခရိုင်သို့တွားရောက်လေပက်လျက်ရှေလျာသောရတရပတ်အနားယူရန်များကိုခရီးထွက်ရင်းဂုံဆုံးစေခဲ့သည်သူမသည်တနင်္လာနေ့မှကြာသပတေးနေ့အထိစ조사ပန်းစားအလုပ်လုပ်ခဲ့ပြီးနောက်ကိုယ်စားလှယ်လောင်းဖြစ်လာခဲ့သည်သူမ၏ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကိုစနစ်တကျစီစဉ်ရန်နှင့်လမ်းကြောင်းမှန်ပေါ်ရောက်စေရန်အတွက်တလတာအချိန်ပေးရန်သူမရည်မှန်းထားသည်သူမ၏ပထမဆုံးပြိုင်ပွဲဖြစ်သူမစ္စတာကိုလီကမူဘလက်ချက်ဖဲဝါ၏တံကိုခန္ဓာယုံမျှသာအနားယူရင်းတနင်္လာနေ့မှတောက်ကြနေ့အထိအများအားဖြင့်ပြင်းရိစိတ်ကြနေတတ်သည်သူသည်ညဘက်တွင်သာလောင်းကစားလေးရှိသဖြင့်ဆန္ဒရှိမည်ဆိုလျင်မဲဆွယ်စည်းရုံးရန်အချိန်အလုံးလောက်ရှိနေသည်သို့သောထို့သို့မလုပ်ခဲ့သည်ကများသည်သူသည်ခရိုင်ပွဲတော်အချို့သို့တွားရောက်လူလုံးပြက
စိတ်အားထက်သန်နေကြသောပရိသတ်များရှိတွင်ရောင်စုံစကလုံးများဖြင့်စိတ်ဝင်စားစရာမိန့်ခွန်းများပြောကြားလေးရှိသည်ဂျက်စင်မျိုးမှသူ၏စေတနာဝန်ထမ်းများသာအားမွေးနိုင်ကြမည်ဆိုလျှင်အောက်သို့ဆင်းလာကြပြီးတေဆုံးသူများ၏မျက်နှာများပြဝဲကိုတိဆောက်ကြမည်ဖြစ်ကာကိုလီကလည်းအတန်ကိုပိုကျဲအောင်လှုပ်လာနိုင်မည်ဖြစ်သည်မြို့တိုင်းတွင်အရက်ဖက်အသင်းအဖွဲ့ဒါဇင်နှစ်ချီရှိကြပြီးအများစုမှာဟောပြောမိသူများကိုအမြဲတမ်းရှာဖွေနေကြသည်ကိုလီသည်နေ့လည်စာစားပွဲများကိုပျော်စရာကောင်းအောင်လုပ်ပေးနိုင်သည့်ကိုယ်စားလှယ်လောင်းတဦးဖြစ်ကြောင်းသတင်းပြန့်နှံ့သွားခဲ့ရာသူသည်တပတ်လျင်ဖိတ်ကြားချက်တစ်ခုသို့မဟုတ်နှစ်ခုရရှိလေရှိသည်ခရီးအကွာဝေးနှင့်သူ၏အရက်နာကြမှုမိမျှဆိုးရွားသည်ကိုမူတည်ကာထို့သို့ဖိတ်ခေါ်လာသည်များကိုသွားသင့်မသွားသင့်စဉ်းစားလိမ့်မည်ဖြစ်သည်ဇူလိုင်လနှောင်းပိုင်းအရောက်တွင်တော့သူ၏ရွေးကောက်ပွဲကမ်ပိန်းရန်ပုံငွေသည်ဒေါ်လာ2,900ရှိလာခဲ့ပြီဖြစ်သည်ထိုငွေများကသူငှားရမ်းထားသည့် Sports Jigger ၏ကုန်ကျစရိတ်နှင့်အချိန်ပိုင်းကိုရန်တော်များအတွက်လုံလောက်ရုံသာမကပိုတောင်ပိုနေသေးသည်လက်ကမ်းစာဆောင်တွေအတွက်လည်းဒေါ်လာ6,000သုံးခဲ့ပြီနိုင်ငံရေးသမားတိုင်းဝေငှပေးစရာတခုခုတော့ရှိနေရသည်ရှီလာ၏ဒုတိယမြောက်ပြိုင်ဘက်ကတော့တေချာပြင်ဆင်ထားသောဆက်ရန်နေရာကြီးတစ်ခုလိုချောချောမွေ့မွေ့လက်ပတ်နေသည့်ကမ်ပိန်းကိုဦးဆောင်နေသူဖြစ်သည်ရွန်ဖစ်သည်တနင်္လာနှင့်အင်္ဂါနေ့များတွင်သူ့ရုံးတွင်အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီးစိတ်ဆက်တေချာစွာရေးဆွဲထားသည့်အချိန်စရာနှင့်ခရီးလှည့်လည်ခဲ့တာကြောင့်မြို့သေးလေးတွေမကျန်ရောက်ခဲ့ပြီးဖြစ်သည်လီယာ55နှင့်ခင်အဲလေရင်နှစင်းစလုံးကိုအသုံးပြုပြီးသူနှင့်အတူဝန်ထမ်းများသည်မဲဆန္ဒနယ်များကိုအမြန်ဆုံးလှည့်လည်ခဲ့ကြသည်ဇူလိုင်လလယ်လောက်တွင်တော့ခရိုင်28ခုစလုံးတွင်စနစ်တကျဖွဲ့စည်းထားသည့်ကော်မတီတွေရှိနေပြီဖြစ်ပြီးလွန်ကလည်းထိုခရိုင်အားလုံးတွင်မိန့်ခွန်းအနည်းဆုံးတစ်ခုစီပြောခဲ့ပြီးဖြစ်သည်အရက်ဖက်အသင်းဖွဲ့များမိသက်ဌာနများစာကြည့်တိုက်လက်ဖက်ရည်ပွဲများခရိုင်ရှိနေများအသင်းမော်တော်ဆိုင်ငယ်အသင်း Bluegrass တေဂီတာပွဲတော်ခရိုင်ပွဲတော်တွေအပြင်နောက်ဆုံးဖျားเจ้าများမှာပါဟောပြောခဲ့သည်သူပြောခဲ့သည့်မိန့်ခွန်းများထဲမှအနည်းဆုံးတစ်ဝက်လောက်သည်ဖျားเจ้าများ၏တရားဟောစဉ်နေပေါ်တွင်ဖြစ်သည်ဇူလိုင်18ရက်နေ့တွင် George သည်သူ၏ဘေ့စ်ဘောရာသည့်နောက်ဆုံးပွဲစဉ်ကိုကစားခဲ့ပြီးဖခင်ဖြစ်သူမှလည်းရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကိုပုံမအားဆိုင်လုပ်ကိုင်နိုင်ရန်အားလက်ချိန်ပိုရလာခဲ့သည်နီးပြ Fit သည်သူ၏ရွေးကောက်ပွဲဝင်မိအကြောင်းထုတ်ဖော်ကြေညာပြီးနောက်ပိုင်းအသင်းမှာအပိုင်းပိုင်းပြိုကွဲသွားခဲ့တော်လဲပွဲတစ်ပွဲမျှပြက်ကွက်ခဲ့ခြင်းမရှိပေထိုကိစ္စရဲ့နှစ်ခုမှာတစ်ခုနှင့်တစ်ခုဆက်ဆက်မှုမရှိကြောင်းမိဘအများစုကသဘောတူလက်ခံကြသည်ကျေးလက်ဒေသများတွင်ရွန်ဤမဲဆွယ်စည်းရုံးရေးမိန့်ခွန်းမှာတသက်မတ်သေးပင်ရှိနေခဲ့သည်လစ်ဘရယ်တရားသူကြီးများကြောင့်လိန်တူလက်ထက်ခြင်းတနက်ကင်ဆောင်မှုကန့်သက်ခြင်းကိုဝင်ဖျက်ချခြင်းနှင့်အင်တာနက်ပေါ်ရှိမသိလျော်သောရုပ်ပုံစာပေများကိုလွတ်လပ်စွာဝင်ရောက်ကြည့်ရှုခွင့်ပြုခြင်းတို့ကိုထောက်ခံအားပေးနေကြသူများ၏လက်ချက်ဖြင့်မိမိတို့၏တန်ဖိုးထားမှုများမှာအတိုက်ခိုက်ခံနေရကြောင်းသူကဟောပြောခဲ့သည်ထိုတရားသူကြီးများကိုအစားထိုးလဲလှယ်ရပေမည်သူ၏ပထမဦးစားပေးတစ္ဆာစောင့်သိမှုမှာတမန်ကျမ်းစာအပေါ်တွင်သာဖြစ်သည်လူတို့ပြုစုသောဥပဒေများမှာဒုတိယလိုက်တော်လဲတရားရုံးချုပ်တရားသူကြီးတဦးအနေဖြင့်လိုအပ်လာသည့်အခါတိုင်းထိုနှစ်ရက်စလုံးကိုပြန်လည်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်သူသည်မိန်ကွန်းတိုင်းကိုစူတောင်းမြတ်တာတိုလေးဖြင့်စတင်လေးရှိသည်ကျေးလက်ဆန်လွန်ခြင်းမရှိသောဒေသများတွင်မူပြိတ္တအမျိုးအစားကိုလိုက်၍အစွန်းရောက်လက်ရအယူအဆမှအနှဲငယ်ဆုတ်ခွာကတေတံအရေးနှင့်ပတ်သက်၍အဓိကထားပြောဆိုတတ်သည်လွန်ခဲ့သောနှစ်ပေါင်း20ကတေတံချမှတ်ခံခဲ့ရသူများကျူးလွန်ခဲ့သည့်ကြမ်းကြုတ်ရက်စက်သောရာဇဝတ်မှုအကြောင်းများကိုဖော်ကျူးပြောဆိုရာတွင်ပရိသတ်များအလွန်အမင်းစိတ်ဝင်စားနှိမ့်ချိုက်ကြသည်ကိုရွန်တွေ့ရှိခဲ့ရသည်ထို့ကြောင့်ဤသို့သောဇလန်းအချို့ကိုသူ၏ဟောပြောမှုပုံစံထဲတွင်ထည့်သွင်းအသုံးပြုခဲ့သည်သို့သောမိသည့်နေရာတွင်ဟောပြောသည်ဖြစ်စေရုံးမှဆိုးသွမ်းသော liberal တရားသူကြီးဆိုသည့်အဓိကခေါင်းစဉ်ကားမူမိန်ကွန်းတိုင်းကိုလွှမ်းမိုးထားဆဲဖြစ်သည်မိန်ကွန်းအချိန်100ကျော်မျှဟောပြောပြီးနောက်တွင်မူရှီလာမကာသည်ပြည်내၏လူမှုရေးပြဿနာအများစုကိုဖန်တီးခဲ့သည့်အစွန်းရောက်လက်ဝဲသမားတဦးဖြစ်ကြောင်းရွန်ကိုယ်တိုင်ပင်အမှန်တကယ်ယုံကြည်လာခဲ့သည်ငွေကြေးဘက်တွင်မူဘယ်ရီရိုင်းဟက်ကနောက်ွယ်မှကြိုးကန်ချက်လက်ပေးနေမှုကြောင့်လူရန်ငွေများမှာတသမတ်ထဲဝင်ရောက်လာခဲ့ပြီးဇရေးစကားများကိုလုံလောက်စွာရင်ဆိုင်ဖြည့်ရှင်းနိုင်ခဲ့သည်